အာဆီယံစိတ်ဆိုးနေတာ ဆိုးနေတာ အာဆီယံ သူ့မဖိတ်ဘူး ဟိုကသူ့မဖိတ်ဘူးလေကြောင်းတက်ခတ်မှုတွေစစ်ကြောင်းတွေထိုးတယ်ပိုရက်ဆက်တာကတော့ကျွန်တော်တို့မျိုးသမီးတွေအုပ်စုဖွဲ့မရိမ့်မှာကျင့်နေများမင်းအောင်လိုင်းဒါတွေကိုဒီရက်တရာတွေမှာပို့ပြီးတော့ကိုဖိနေပြီးတော့လောက်လာတယ်ဒါကိုအာဆီယံသိဖို့လိုတယ်မြောက်ကြန့်ခိုင်ရေးပါတီတောင်မင်းအောင်လိုင်းကအလေးထားလို့လားမထားဘူးလေဗျာအစိုးရအဖွဲ့မှာဝင်ကြီးဌာနဘယ်နှခုတော့30ရှိတာ4ခုပဲပြီးတာဆိုပဲ သူကသူနော်စာကာစာနေနေစာကာမနေနေအခုနော်ဘာနေနေဒါတွေအားလုံးကဟိုအပေါ်ရန်နေအနှစ်သာရအပြင်တော့ဒါဆက်အာနာရှင်စစ်သုံးစစ်ပဲ ဟာလာမဲလိန်လို့မဲခိုးလို့ဘာညာကြိုက်တာပြောတကယ်တော့သူတမ်ရဖြစ်ချင်တယ် ဖြစ်လို့ဒါပဲ ဒါပဲရန်သူကဟိုပေါ့ဟိုအထင်ကြီးကြတယ်မလို့သူတို့အထင်တော့သိလို့မရဆိုတိုင်းပြည်နာနာလူလူနာနာတော့မကြည့်ဘူးသူအာနာဘလို့တက်ဆိုးရှေအောင်လုပ်မလဲဆိုတဲ့ကိစ္စကိုပဲသူကတကယ်မာယာပေါင်းစုံလက်ွက်ပေါင်းစုံရုပ်မှာဘူးပေါင်းစုံဒီလိုသုံးပြီးသွားကြတာ ဒင်းတို့စေအုပ်စုကတော့ပို့ပြီးတော့ချမ်းသာလာနော်နေဝင်းအမျိုးတွေအခုထိဘာမှလုံးစားကြဘူးတော့ချမ်းသာသွားပြီနော်တန်းရွှေအမျိုးနောက်ဆုံးအခုခင်ညို့သားသမီးတွေမိသားစုတွေဘာလုပ်နေကြလဲကျွန်တော်တို့အားလုံးသိနေတာ ဒီဆီယနာသိမ်းမှုကြောင့်လူတို့ရဲ့လူမှုဘဝစီးပွားရေးဘဝနော်ဆိုတော့အကုန်လုံးပါဗျာအဆက်ဆက်ရနေပါပျက်စီးကုန်တယ်တကယ်ကျွန်တော်တို့ရဲ့လူဖွဲ့စည်းရဲ့အားကောင်းမှုတွေအရင်းမြစ်တွေအကုန်လုံးထိခိုက်ကုန်တယ်ဒါကတော့မကြီးပြောတော့တာအမှန်ပဲနော်ဟိုပြန်သူကပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ရုပ်ပိုင်းစိတ်ပိုင်းအရင်းမြစ်ပိုင်းအားလုံးကိုတကယ်ခြေမုန်းဖြစ်စီဖြစ်တာနော်ခုနလိုပုံတို့ဖြစ်စင်နေပေါ့အဲ့တော့ဒါပေမဲ့ရန်သူကတော့အဲ့လိုတွေလုပ်နေပေမဲ့လို့မင်းနိုင်ရဖက်ဒရယ်ဒီမိုကရေစီကတော့ပါဇက်မချဖက်ဒရယ်ဒီမိုကရေစီသွားမယ်တော့ PDF တွေတောင်မှမင်းတို့ငါနဲ့အတူတူပဲဒါအလင်းဝင်လဲပေါ့ဟိုသူကအပြောင်းလဲတစ်ခုကိုစပြီးလုံနေတရားဖန်တီးနေတယ်ပေါ့အဲ့ဒီအပေါ်မှာရန်သူရဲ့အရွေးနဲ့ခြေလန်းတွေပေါ်မှာကျွန်တော်တို့ဘယ်လိုသုံးသပ်ချင်တယ်ပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့9နှစ်ကရင်ဆိုင်ခဲ့ရတာကအာနာသိန်းနော်ဒါယူနီဖောင်းဝတ်နော်စစ်ဗိုလ်ချုပ်တွေနော်အာနာသိန်းနော်စစ်အုပ်စုပေါ့ဒါကျွန်တော်တို့အသုံးဆိုရင်အခုကျတော့သူကယူနီဖောင်းချွတ်လိုက်ပြီဘယ်လိုမှုချင်းမရောက်လာနေပြီးတော့သမရာကြီးဦးမရပြီဦးမရောက်လာဘူးဒါထုတွဲလိုက်ပြီအဲ့တော့ဒီအခင်းချင်းကိုရောကျွန်တော်တို့ဘယ်လိုသုံးသပ်တယ်လဲဒါကိုရောကျွန်တော်လူလူကိုဘယ်လိုမျိုးဟိုရှင်းလင်းဆွေးနွေးချင်တယ်ပေါ့ဆိုအဲ့ဒါလေးဆိုဟုတ်ကဲ့ပြောကြမယ်လောက်ပါဟုတ်ကျွန်တော်အမြင်ပြောရရင်ပေါ့နော်ကျွန်တော်ဒီစစ်ကောင်စီက2021အာဏာသိမ်းပြီးကြတဲ့သူ့မှာမရှိတဲ့အရာတွေများတယ်။ဘာတွေလဲဆိုတော့ပြည်သူလူထုထောက်ခံမှုမရှိဘူး နိုင်ငံတကာအတိမတ်ပြုမှုဒါတွေမရှိဘူးပေါ့နော်။ဟိုနိုင်ငံတကာဆိုလို့ရှိရင်လည်းဒီစစ်ကောင်စီနဲ့ပတ်သက်တဲ့စီးပွားရေးတွေဆိုလို့ရှိရင်ပိတ်ဆို့မှုတွေလုပ်တာတွေပါသူခံရတယ်ပေါ့နော်။သူ့မှာအာဏာသိမ်းပြီးတော့လေသူ့မှာအတိမတ်ပြုခံရဖို့ကိုအများကြီးစူးစမ်းခဲ့တယ်။ဒါပေမဲ့သူ့မှာမရဘူး။ကျွန်တော်9နှစ်ပြည့်ခါနီးထိသူ့မှာအတိမတ်ပြုမှုမခံရတဲ့ခါမှာသူအတိမတ်ပြုမှုရအောင်သူစခဲ့တဲ့ဇလန်းပေါ့နော်2020ရွေးကောက်ပွဲကဟိုမဲစင်းမှားနေလို့ဆိုတဲ့အကြောင်းပြချက်ကိုသူပြန်ပြီးတော့ကာကျင်တဲ့အတွက်ကျွန်တော်ကဒီလိုအာဏာသိမ်းပြီးတော့ကျွန်တော်ဒီလိုတရားမျှတစွာနဲ့ရွေးကောက်ပွဲကိုဖော်ဆောင်နေပြီကျွန်တော်အတိမတ်ပြုကြတော့လို့ပြောကျင်နေတဲ့ပုံစံလို့ပဲကျွန်တော်ကတော့ထင်တယ်နော်တော့ခုအာဆီယံစိတ်ဆိုးနေတာ ဆိုးနေတာ အာဆီယံ သူ့မဖိတ်ဘူး ဟိုကသူ့မဖိတ်ဘူး လောက်ပါပြောပါ ကျွန်တော်အမြင်ကဒီလိုမှာဒီကောင်ကအရသားဆိုးရပြောင်းသွားတယ်ပြောင်းပြီးတော့အခုဘာဖြစ်လာလဲတဖြည်းဖြည်းမူလီလေးကိုရှော့လာတောက်လျှောက်မှာ तू ပြည်သူကို तू ဖိနှိပ်ခဲ့တာ တောက်လျှောက်ဖိခဲ့တာဒါ तू လုပ်ခဲ့တဲ့အရာဒါပေမဲ့ तू ကအရသားဆိုးရပြောင်းပြီးတော့ဘာဖြစ်လဲဆိုတော့ပြည်သူကို तू ရှော့ပေးပါတယ်ပေါ့နော်ပြည်သူတွေအေးအေးဆေးဆေးဖြစ်အောင်ဥပမာကုန်စည်နှုန်းကျအောင် तू တောက်လျှောက်လုပ်ပေးမယ်ဆိုတာမျိုးတွေပေါ့နော်ဒါမျိုးတွေနဲ့ तू ဖြေလာတယ်ပေါ့ဒါကဘာဖြစ်လာလဲဆိုတော့ပြည်သူပေါ်မှာဝေဝါးလာပြည်သူပေါ်မှာ तू ဟာကျေးဇူးရှင်ဆိုတာမျိုး तू ဖန်တီးကျင်တာလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လေ तू အရသားဆိုးရပြောင်းလာတယ်တဖြည်းဖြည်းရှော့လာတယ်ဒါတွေကိုကျွန်တော်တို့ပြည်သူကသတိချက်မှာကျွန်တော်တို့ရှေ့မှာရှိခဲ့တဲ့ရပိုင်ခွင့်တွေဟာဆုံးရှုံးပြီးတော့မှကျွန်တော်တို့ဆုံးရှုံးပြီးတော့ तू ဖိနှိပ်ခဲ့တယ်ပြီးပြီဆိုမှ तू ကအခုပြန်ပြီးတော့မှပြန်ဖြေလျှော့တာဟာဒါ तू ရဲ့အခြေစုမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ပြည်သူတွေနားလည်ဖို့လိုတယ်ပေါ့နော်အန်တာဝီဦးဝင်တင်ပြောသလိုပေါ့ဟမ်စစ်တဲ့ကျေးဇူးလူတောင်ရှိရမရှိဘူးတကယ်တော့ဒါကိုပြန်ပြီးတော့ပြည်သူတွေတတိချက်ဖို့လိုတယ်ပေါ့နော်ဟုတ်ဗျာဒီအပြောင်းလဲကမစစ်မှန်ဘူးဆိုတာလေကျွန်တော်ထင်ပါတယ်လူထုကသိပါတယ်သိပါတယ်နော်လူထုကမအပါဘူးဗျအေးဗျာနော်ဆိုတော့ကဲ ဟုတ်ပါဘူးလူတို့ကမအပါဘူးခုဒီကျွန်တော်တို့ဒီမင်းအွန်လိုင်းတမနာဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရောခုနောက်ပိုင်းဒီနိုင်ငံရေးအခင်းကျင်းတွေအထိပါကျွန်တော်တို့ဒီ social media မှာစဗျာသူတို့တင်တဲ့သူတို့ရဲ့ channel တွေမှာပဲကြည်မလားကျွန်တော်တို့ရဲ့ဒီရဲ့သတင်းဌာနတွေမှာပဲကြည်မလားဟို like တွေရတယ်သို့တော့ကျွန်တော်တို့ဒီ comment တွေမှာဖတ်ကြည့်ပါဒီကောင်နေရဲ့သတင်းနဲ့ပတ်သက်ပြီးတော့ထောက်ခံနေဆိုတဲ့ comment တွေရှားပါတယ်ပြည်သူလူထုကမျိုးပြရော
ဒီကျွန်တော်တို့ကျေးလက်ရောမုံတီယွန်ရှာနေတာပေါ့လေအဲ့တော့ခုနပြောတဲ့ပြည်သူတွေနဲ့အနုပြောရဲသတိချက်ဖို့လိုလဲဆိုတော့သတိချက်ပါတယ်သူတို့ထုတ်ပြလို့ရတဲ့အတန်နဲ့သူတို့ထုတ်ပြကြတယ်ပေါ့လေအဲ့တော့ကျွန်တော်တို့အမြဲတမ်းသတိနေကြည့်ရတယ်အောက်မှာသူတို့မုံနဲ့အစာသားတွေမုံနဲ့စကလုံးတွေနဲ့ကျွန်တော်တို့တွေ့ရတယ်ပေါ့လေအမြဲတမ်းဒါကိုကြည့်မယ်ဟေ့ဆိုလို့ရှိရင်ဒါခုချိန်ဒီပြည်သူတွေဒါသူတို့ဒါမကြိုက်တဲ့အကြောင်းဒါပြသနေတဲ့အခြေအနေခင်းချင်းနေပဲပေါ့လေနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဟိုဒီသိရမှာတော့ပြည်သူတွေအနေနဲ့သိရမှာတော့ကျွန်တော်တို့တူတူရှိနေတယ်ဆိုတာမျိုးကျွန်တော်ကိုယ်တိုင်ပြဖို့လိုပြီးတော့မှလက်ရှိသူတို့ကိုအတန်ပို့ပြီးတော့မှကျွန်တော်တို့ထွက်နိုင်အောင်ဘယ်လိုမျိုးအခင်းချင်းမျိုးတွေကျွန်တော်ဖန်တီးပေးနိုင်ကြမလဲဆိုတာမျိုးကျွန်တော်တို့ပြန်ပြီးတော့မှပေါ့အဲ့လိုမျိုးသုံးသပ်မိတာပါပဲဟုတ်ကဲ့ပြည်သူကတော့မရအောင်လိုင်းကြီးရောသူ့အပေါင်းပါတွေရောမကြိုက်ဘူးဒါပေမဲ့မကြိုက်နေုံနဲ့လည်းမရဘူးဗျမရဘူးခင်ဗျအဲ့တော့မရအောင်လိုင်းလက်ထက်မှာဘာတွေတိတာပြောင်းလဲလာလဲဆိုတော့လူတွေပို့ပြီးတော့တက်လာတယ်ဖိနှိပ်လာတယ်ပေါ့ဗျာအဲ့တော့တစ်ဖက်မှာလည်းငင်းငင်းဆွေးနွေးပွဲတွေနိုင်ငံတော်ကတင်းငင်းအေဂျင့်မာတွေဆိုတဲ့နိုင်ငံတော်ကြီးကအင်မတန်ကျေဝချမ်းသာပြီးတော့တင်းငင်းအေဂျင့်ပြီးတော့ပြည်သူတွေဟာလည်းတင်းငင်းအေဂျင့်နေပါလေဆိုတဲ့ငင်းငင်းနေပါလေဆိုတဲ့အမြင်နဲ့အဲ့အမြင်ကိုလည်းနိုင်ငံတကာမှာပြဖို့ကကန်ရသေးတယ်ဟာတစ်ဖက်မှာကြောက်ရလေဒီကောင်ကြီးကသူတို့ပုံကန်တော်လန်နေတဲ့ကျွန်တော်တို့ဒီလိုမျိုးဒီမိုကရေစီစစ်မှန်ကိုလိုချင်နေတဲ့ပြည်သူတွေကိုလည်းတစ်ဖက်မှာဖိနေသေးတယ်ခင်ဗျဒီကဘိုင်းပိုးဆိုးတယ်ဒီကောင်ရက်တရာစီမံကိန်းလုပ်တယ်လေမရအောင်လားရက်တရာစီမံကိန်းအတွင်းမှာရခိုင်လည်းမချမ်းချင်းလည်းမချမ်းအညာလူတို့လည်းအပါဝင်ဘယ်နေရာမှကိုကျွန်တော်တို့ဘယ်နေရာမှမချမ်းပါဘူးအားလုံးတကယ်ပြည်သူလူထုရှိတဲ့နေရာတွေကဥတီပြီးတော့လေကြောင်းတက်ခိုင်းမှုတွေစစ်ကြောင်းတွေထိုးတယ်ပိုရက်ဆက်တာကတော့ကျွန်တော်တို့မျိုးသမီးတွေကိုအုပ်စုဖွဲ့မရိမ့်မှာကျင့်နေကြများမင်းအောင်လိုင်းဒါတွေကိုဒီရက်တရာတွေမှာပို့ပြီးတော့ကိုဖိနေပြီးတော့လောက်လာတယ်ဒါကိုအာဆီယံသိဖို့လိုတယ်ဗျဒါအာဆီယံသိဖို့လိုဒါအာဆီယံရဲ့ဘုံသဘောတူညီချက်9ရက်ကိုချိုးပေါက်နေတာဒီကောင်ကချိုးပေါက်နေတာချိုးပေါက်နေတာအဲ့တော့မင်းအောင်လိုင်းကြီးဟာတကယ်တမ်းကျွန်တော်တို့ပြည်သူကလည်းလက်မခံဘူးတော်လက်မခံမှုဆိုတဲ့အနေထားနေတော့ကျွန်တော်တို့ရက်နေလို့တော့မရဘူးဗျအဲ့တော့အခုအသွင်ပြောင်းမဲ့ပြောဘယ်လိုပဲပြောပေါ့ဗျာတော့ယူနီဖောင်းပြောင်းလိုက်တာပဲရှိတာပါတကယ်တမ်းစစ်အာဏာရှင်ရဲ့အငွေအသက်တွေဇယိုက်လက္ခဏာတွေဘာမှပြောင်းလဲမသွားတဲ့ဒီအာဏာရှင်သမ္မတကြီးကိုကျွန်တော်တို့ဘယ်လိုပုံစံနဲ့လူတို့ကကြက်ကြက်ခံပြီးတော့ကျွန်တော်တွန်းလှန်ကြမလဲမှန်တယ်ဗျာအခက်ခဲကြက်တရားတော့ရှိတာပဲတော်လှန်ရေးဆိုတာလွယ်လွယ်နဲ့တော့လွတ်မြောက်မှုဆိုတာလွယ်လွယ်နဲ့တော့ရာရုပ်လားမရဘူးလေဗျာကျွန်တော်တို့လိုချင်တဲ့လွတ်လပ်မှုလွတ်မြောက်မှုဆိုတကယ်အစစ်မှန်တန်ဖိုးကကျွန်တော်တို့ရဖို့ကတော့အချိန်တစ်ခုကြာကြာကြက်ကြက်ခံကျွန်တော်တော်လှန်မှပဲကျွန်တော်ရလိုက်မယ်အဲ့တော့အဲ့လိုပြောလို့မရလိုက်ရကောင်းပါလေလို့ပြောရတဲ့သူကျွန်တော်ပြောဖို့ရှိတယ်မင်းကြန့်ခံရေးပါတီတောင်မရလိုက်ရအလေးထားလို့လားမထားဘူးလေဗျာအစိုးရအဖွဲ့မှာဝင်ကြီးဌာနဘယ်နှခုတော့30ရှိတာ4ခုပဲပေးတာဆိုပဲမထားဘူးလေဗျာအဲ့တော့ကြန့်ခံရေးပါတီကပါတီဝင်နေကျွန်တော်တို့ရန်သူမဟုတ်ပါဘူးဘုံရန်သူဟာဆရာနာရှင်စနစ်30ပါပဲခင်ဗျားတို့ဘုံရန်သူတို့ပြောလို့အခုချိန်မှာကျွန်တော်ဒေါ်လာစုကြည်လက်ထက်တော့လို့မိပြက်ရင်အော်ရဲလားမိပြက်လို့မအော်ရဲဘူးလေအလုံသမားလူရန်စားတွေစက်မှုစက်ရုံလောက်ရုံလူရန်စားတွေလောက်ခလာစားမရလို့တော့လမ်းမပေါ်ထွက်ပြီးဆန္ဒပြရဲလားပြရဲဘူးလေဒီအာနာရှင်ကဘယ်လောက်ရက်ဆက်လို့ပြစ်မှာပေါ့လူတို့ကကောင်းကောင်းသိတယ်လမ်းမပေါ်ထွက်ရင်ပြစ်မယ်ဆိုတော့ကောင်းကောင်းသိတယ်ဒီအာနာရှင်ကသမိုင်းမှာအရက်ဆက်ဆုံးဒါအာနာရှင်ပဲတိုးတော့အရက်ဆက်ဆုံးလို့ပြောရင်ကျွန်တော်ကြောက်စရာမလိုဘူးကျွန်တော်တို့အားလုံးတူတော့ကဒီဟာကိုကြက်ခံပြီးတော့သွားကြမယ်ကျွန်တော်သွားကြမယ်တူတူကသွားကြမယ်ဟိုမျိုးပေါ်မှာအမျိုးသမီးတက်ခံလို့သူ့ရဲ့ဆန္ဒကိုပြောတဲ့အမျိုးသားကိုစစ်ကောင်စီဖမ်းနေဗျာဒါပဲဒါလား तू ပြောတဲ့လွတ်လပ်မှုဒီမိုကရေစီ तू ပြောတဲ့ဒီမိုကရေစီဒါလားအဲ့တော့ကျွန်တော်တို့ကခါဒီပြောကြရတယ်ကျွန်တော်တို့အာနာသိန်းကသာသူတို့ပြတဲ့နာမည်ကဘာကောင်စီဆိုကျွန်တော်တို့ကစာကာစာပေါ့နော်သူနော်စာကာစာလို့ခေါ်တော့ကြတော့ဗာလေကော်မရှင်ဖြစ်သွားတော့ကော်မရှင်ဖြစ်သွားတယ်စာကာစာပါအဲ့တော့ကျွန်တော်ကကြတော့ခါဒီကျွန်တော်ကြုံရင်ပြောတာမဟုတ်ဘူးသူကဘယ်လိုပဲမွေးလို့ပဲဘယ်လိုပဲအရေးကုန်တွေပြောင်းတကယ်တော့ဒါစစ်အာဏာရှင်စစ်အုပ်စုပဲအဲ့တော့အခုလည်းပဲသူကသူဗိုလ်ချုပ်မူကြီးကနေဥပြောင်းသွားတယ်ပေါ့ဗျာနော်ယူနီဖောင်းကနေပြီးတော့တိုက်ပုံနဲ့ပစိုးနဲ့ဖြစ်သွားတယ်ဒါတွေကအရေးကုန်ပြောင်းတဲ့ကိစ္စတွေအပေါ်ယံလေးတွေပဲအနှစ်သာရအသွင်သဏ္ဍာန်သည်ဒါစစ်အာဏာရှင်ဒါစစ်ဗျူရိုကရေစီရန်တွေကစစ်အုပ်စုပါပဲစစ်သုံးစစ်ပါပဲနော်အဲ့တော့သူနော်စာကာစာအနေနဲ့စာကာမအနေနဲ့အခုနော်ဘာအနေနဲ့ဒါတွေအားလုံးကဟိုအပေါ်ယံတွေအနှစ်သာရအပြင်တော့ဒါစစ်အာဏာရှင်စစ်သုံးစစ်ပဲအဲ့တော့ခုနဆရာမအနုပြောသလိုပဲ तू ကသူ့မှာအားကောင်းတာက तू ကရုပ်ဝတ္ထုပစ္စည်းအားတာတယ်ခွန်အားပေါ့ဗျာခွန်အားရှိတယ်ဒါပေမဲ့သူ့မှာလုံးဝကင်းပယ်နေတာကတော့ကျွန်တော်တို့ပြည်သူလူထုရဲ့ထောက်ခံမှုပြည်သူလူထုရဲ့မထောက်ခံနိုင်ငံတကာအစိုးရတွေနိုင်ငံတကာအဖွဲ့အစည်းတွေအတိမတ်ပြုမှုလေ
လုံးဝမရှိသူအဲ့ဒါကိုလိုချင်တာအဲ့ဒါကိုလိုချင်လို့အခုရွေးကောက်ပွဲအတူလုပ်ပြီးတော့အရသာအစိုးရအတူဖန်တီးတာပဲဒါရှင်းသေးပဲရှင်းသေးပဲအဲ့တော့ဒါသူ့မှာဟိုမရှိတဲ့အရာပေါ့ဗျသူအဲ့ဒါကိုသူကဟိုတရားဝင်အစိုးရဆိုတာဇွတ်ဖြစ်နေတာဇွတ်အစိုးရပေါ့ဗျဇွတ်အရသာဇွတ်အရသာဇွတ်အစိုးရဖြစ်ဖို့ဟိုစူးစမ်းနေတဲ့ကိစ္စပဲလို့ရှင်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ဒါဟိုအပေါ်ရန်တွေပဲမယူအနှစ်သာရကြီးပြီးမယ်ဒီဟာတွေကနော်အရင်ဟိုခက်မှလည်းရှိခဲ့တယ်လေဟလာနေဝင်းတို့ခစ်တုံးကလည်းဟလာတော်လန်ရေးကောင်စီမြန်မာဆိုရှယ်လစ်လမ်းစဉ်နော်ဘယ်လိုပဲနာမည်တွေပြောင်းပြောအနှစ်သာရအဖြစ်ပြောအာနာရှင်စနစ်ပဲအခုလည်းပဲဒါအာနာရှင်ပဲပေါ့ဒါကိုကျွန်တော်တို့ကမျက်ခြေပြက်လို့မရအဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့တိုင်းပြည်ရဲ့တကယ်ရေတောက်မြစ်ပြဿနာဒီစစ်အာဏာရှင်စနစ်ပဲဒီစစ်အာဏာရှင်စနစ်ဆိုးကိုအမြင့်ချိုးနိုင်ဖို့ကဒါကျွန်တော်တို့တာဝန်ပဲဒါကိုပဲသွားလိမ့်မယ်လို့ထင်တယ်လူတို့ကသဘောပေါက်ပြီးသားပါလူတို့ကသဘောပေါက်တယ်ဗျသူတို့ကသဘောပေါက်တယ်အဲ့တော့ဒါတွေကကျွန်တော်တို့ဘယ်လိုမှလဲမျက်စိပြက်စရာလည်းအကြောင်းမရှိဘူးမျက်စိလဲစရာလည်းအကြောင်းမရှိဘူးကျွန်တော်တို့ဆက်လုပ်နေတဲ့ဒီခရီးကိုဆက်အဆုံးထိသွားကြဖို့ပဲဆိုကျွန်တော်တို့ဒီလိုပဲမြင်ပါတယ်ဗျကျွန်တော်တို့ရွေးကောက်ပွဲစန့်ကျင်တော့ပြောခဲ့သလိုပဲဒီကနေဘာမှကျွန်တော်တို့မျှော်လင့်စရာမရှိရှိပါတကယ်ကတော့သူ့ရဲ့အကျိုးစီးပွားကိုသူကာကွယ်ခြင်းနဲ့သူ့ရဲ့အာဏာတည်မြဲကိုသူပုံစံပြောင်းခြင်းနဲ့နောက်တစ်ခုကဟိုတိုင်းပြည်ဒီကနေ့ဒီလိုအခြေအနေဖြစ်တာကိုကတကယ်တမ်းပြောမယ်ဆိုရင်သူ့ရဲ့မတော်လောဘအာဏာလောဘကြောက်ပဲလေဒါကဒီကနေ့ပို့ပြီးအောင်ထင်ရှားသွားတယ်ဟာလားမဲလိန်လို့မဲခိုးလို့ဘာညာကြိုက်တာပြောတကယ်တော့သူတံမရဖြစ်ချင်လို့ဒါပဲအဲ့တော့သူတံမရဖြစ်ဖို့အရေးကိုတိုင်းပြည်မှာလူငယ်တွေရဲ့အနာဂတ်တကယ်ပြည်သူတွေရဲ့အနာဂတ်ဘဝတွေအများကြီးအိုးအိမ်နေနော်ဟုတ်တယ်ပျက်စီးသွားတယ်ဆိုတော့ပြောရမယ်ဆိုရင်သူ့ရဲ့မတော်လောဘသူ့ရဲ့အာဏာလောဘကြောင့်ဒီကနေ့တိုင်းပြည်ဟာပျက်စီးနေတယ်အဲ့တော့ဒီစေအုပ်စုနော်မင်းအောင်လိုင်းဒီကောင်ကြောင့်တိုင်းပြည်ကပြက်နေတယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်တကယ်ကောင်းဖို့တကယ်တည်ဆောက်နိုင်ဖို့ဆိုရင်ဒါကိုကျွန်တော်ဖယ်ရှားနိုင်မှာပဲရကျွန်တော်တို့မှရွေးချယ်စရာအများကြီးမရှိဒီလိုပဲကျွန်တော်တို့ခံစားတယ်မိခုနကတော့ဇွဲပြောသွားတယ်ပေါ့နော်ဒီသူရွေးကောက်ပွဲအတူလုပ်ပြီးတော့သူအစိုးရတက်ပြီးမှတည်ရချင်းလျှော့လာတယ်ဆိုတာကမြို့ပေါ်ပြည်သူလူထုအတွက်တော့ဟုတ်ကောင်းဟုတ်လိမ့်မယ်ကျွန်တော်တို့ကြီးလက်ဒေတာပြည်သူလူထုတွေမှာတော့ပို့ပြီးတော့တောင်မှစိုးတယ်ပေါ့နော်ရွေးကောက်ပွဲကာလတုန်းကလည်းရွေးကောက်ပွဲလုပ်ဖို့မတည်ငြိမ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့လေချောင်းတွေခဏကျဲတယ်အခုသူသမရဖြစ်သွားပြီးတော့လေနေမြေစိုးမိုးမှုယူမယ်ဆိုပြီးတော့အကြိမ်ကြိမ်ကျဲတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကြီးလက်ဒေတာပြည်သူတွေအနေနဲ့ကကျတော့ဒီစစ်အစိုးရနဲ့ဘလို့မှငင်းချမ်းစွာအတူရှင်တွဲနေထိုင်လို့မရတော့ဒါတေးချသွားပြီအဲ့တော့ကျွန်တော်တို့ရဲ့အသက်ဘဝကိုယ့်ရဲ့ငင်းချမ်းမှုနဲ့နေကျင်တယ်ဆိုလို့ရှိရင်တော့ဒီစစ်အာဏာရှင်ကိုအပိသက်ခြေမုံမှပဲရမယ်အဲ့လိုနော်ဒါကျွန်တော်ရွေးချယ်ရမယ်လမ်းကြောင်းပဲဟုတ်တယ်သူ့ရဲ့မဟာဗျူဟာဒီလိုဗျသူစိုးမိုးထင်းချိုးရတဲ့နေမြေဒီမှာသူကခုနကဖုံးလိုက်နေရမယ်ဟုတ်တယ်နော်မီးပေးထားမယ်မီးမဟုတ်ပေးတယ်ဆိုတာလည်းတိတ်တော့မှန်ပါဘူးရောင်ပြပေးတာရောင်ပြပေါ့မီးရပါတယ်ပေါ့နော်စသဖြင့်ဟိုတနေ့ဆိုသူတို့ဗာရန်ကုန်မှာညာပိုင်းပြေးပွဲလုပ်ကြတယ်ပြေးပွဲလုပ်နော်ဟုတ်တော့ပါဗျာအရင်ပြောနေတယ်ဆိုတဲ့ပုံစံကိုပြတယ် normalization တော့ပြရတာပေါ့တစ်ဖက်မှာကျတော့အဲ့ဒီပြေးပွဲကြီးကြောင့်တကယ်ခုနသိန်းနဲ့ရှိတဲ့လူတို့ရန်ကုန်မျိုးလေကောင်လူတို့ကကျတော့ဘာဖြစ်လဲဆိုတော့ကားလက်နေပိတ်ကုန်ထားပါတော့ပြောချင်တာ तू ကတော့ normalization တော့ပြရတယ်ငါလက်အောက်မှာနေဟေ့ဆိုရင်တော့မင်းတို့ဒီလိုတွေနေအောင်ကျန်နေပြီပေါ့ဒါပေမဲ့မင်းတို့ဒီလိုမျိုးဟာလာ PDF တွေ EAO တွေအောက်မှာနေရဆိုရင်တော့မင်းတို့ဖုန်းလိုင်းလည်းမရဘူးစာလည်းကောင်းကောင်းတင်မှာမဟုတ်ဘူးစီပွားလည်းကောင်းကောင်းရှာလို့ရမှာမဟုတ်ဘူးဆိုပြီးတော့တကယ်ဟိုအညှိုးလေးထားပြီးတော့ချိန်မုံတာဖုံးဆိုးမြေဖြစ်အောင်လုပ်ပြစ်တာပေါ့။ तू အဲ့နီးပြူဟောတော့သုံးပါပဲ။သုံးပြီးတော့မှ तू ကကျွန်တော်တို့ကိုဟိုကင်တွေတဲ့သဘောလို့ကျွန်တော်မြင်တယ်။အခုကလည်းတစ်ဖက်ကငင်းငင်းခေါ်ရတယ်။တစ်ဖက်ကကျတော့တကယ်တမ်းမြေပြင်မှာစစ်ကြောင်းပေါင်းများစွာထိုးလေကြောင်းနဲ့တိုက်ခိုက်ဒါ तू သွားနေတဲ့ပြူဟာလို့ကျွန်တော်ပြောလို့ရတယ်။ဆိုရန် तू ကဟိုပေါ့ဟိုအထင်ကြီးကြတယ်မလို့ထို့တော့အထင်တော့သိလို့မရဘူးဟုတ်တယ်သိလို့မရဘူးဘာရောက်လဲဆိုတော့သူ့မှာခုနကအရေးမြင့်အခုပြောတဲ့အရေးမြင့်ဆိုတဲ့ကိစ္စနောက်ခုနနိုင်ငံကြီးတွေရက်တည်မှုနောက်တစ်ခုကဘာလဲဆိုတော့ तू ကဒီလိုလှည့်ကွက်အမျိုးမျိုးပေါ့ဒီကနေ့ဒီနှစ်ပေါင်း60ကျော်80ကျော်နီးပါးစစ်အာဏာရှင်စနစ်တဆိုးရှည်ရေးဆိုတော့လေပြောမှဆိုရင်အဲ့လှည့်ကွက်ပေါ့ဆိုတော့တိုင်းပြည်နာနာလူလူနာနာတော့မကြည့်ဘူးသူ့အာဏာဘလို့တဆိုးရှည်အောင်လုပ်မလဲဆိုတဲ့ကိစ္စကိုပဲ तू ကတကယ်မာယာပေါင်းစုံလှည့်ကွက်ပေါင်းစုံရုပ်မှာမှုပေါင်းစုံဒီလိုသုံးပြီးသွားကြတာဒါကတော့ဒီနေ့ရန်သူရွှေ့နေတဲ့အကွက်နော်ကျန်ဒီရွှေ့နေအဲ့တော့ကျွန်တော်တို့ကရန်သူကဟိုအခုဆိုရင်လည်းကျွန်တော်တို့ပြောကြတယ်ကျွန်တော်တို့ပြည်သူတွေလည်း9နှစ်ပဲရှိပြီဆိုတော့ဟိုဒေါ်လာရေးကြီးအချင်းတွေဘယ်လိုရှိတော့ဘူးပေါ့ဒီရက်တွေဒီကာလတွေပိုတရီထားမိတယ်ပေါ့ကျွန်တော်တို့တင်ထားနိုင်ခဲ့တဲ့မျိုးတွေတချို့တော့အရေးကြီးတဲ့လမ်းတွေပြန်ပါရတယ်ဆိုတာမျိုးပေါ့နော်ဒါတွေတွေ့ရတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာပေါ့နော်ဒီခန်းစားချက်တွေရှိကြမှာဒါလည်းသဘာဝကြပါတယ်ဒါပေမဲ့လို့ဒါကကျွန်တော်တို့ဘက်ကအခက်အခဲပေါ့ကျွန်တော်တို့သိဖို့ပါလေကျွန်တော်တို့ဒေါ်လာရေးဘက်မှာအခက်အခဲတွေရှိတယ်လို့ကျွန်တော်တို့ရဲ့ဒီအခုစစ်အာဏာရှင်စစ်အုပ်စုမှာလေကျွန်တော်တို့ ਨੇ မတူတဲ့အခက်အခဲတွေမတူတဲ့ပြဿနာတွေတော့ရှိတယ်ဗျဟိုဒါတော့ငါတို့ပဲပြဿနာတွေတက်နေတယ်ငါတို့ပဲခက်ခဲနေတယ်ဆိုတော့မယူဆစေချင်ဘူးပေါ့ဗျာအဲ့တော့ဒီအခုကျွန်တော်တို့စစ်အာဏာမြန်မာစစ်အာဏာရှင်တွေမှာဆိုအစဉ်အဆက်ဒီအခုမဲအောင်တဲ့အာဏာရှင်မှမဟုတ်ဘူးဟိုသူ့ရဲ့အစဉ်အဆက်ဟို
န်းရွှေခင်ညွန့်ဟာလာနေဝင်းအကုန်အစင်ဆက်ပေါ့သူတို့မှာတရားပါမဲ့သူတို့ရဲ့အားနည်းချက်တွေတရားပါမဲ့ပြဿနာတွေရှိတယ်ဆိုလေကျွန်တော်တို့ရှေးကလေးကဝါရင်တဘာရင်တော်တန်ရေးသမားကြီးတွေတော်တန်ရေးအဖွဲ့အစည်းကြီးတွေကပြောခဲ့တာတွေရှိတယ်ဗျဥပမာဗျာထင်ရှားတဲ့ကိစ္စတွေကိုပြောမယ်ဆိုရင်ဒီစစ်အာဏာရှင်အဆက်ဆက်ကသူတို့မှာလေသူတို့အတွင်းပြဿနာသူတို့အတွင်းပဋိပက္ခရှိတယ်သူတို့အချင်းချင်းဟိုလိုပြခွာဆောင်ခုတ်တဲ့ပြဿနာပေါ့ဗျအာဏာလုတဲ့ပြဿနာအမြဲတမ်းရှိတယ်မှကြည့်လေဗျာ1960နှစ်ဘိုနေဝင်းအာဏာသိမ်းတယ်အဲ့တော့အာဏာသိမ်းတဲ့ခေါင်းဆောင်ကစီဦးစီးချုပ်ဘိုနေဝင်းဒုတိယစီဦးစီးချုပ်ဘိုအောင်ကြီး60နှစ်အာဏာသိမ်းပြီး63 64ကျသူတို့နှစ်ယောက်ကွဲပါသေးရောလေကွဲပြီးတော့ဟလာနေဝင်းကအောင်ကြီးကိုထောင်ချတယ်ဆိုတာမျိုးဖြစ်လာဒါထင်ရှားတဲ့ဥပမာပြောတာနော်ဟိုကအလားတူပဲ1988အာဏာသိမ်းတဲ့စောမောင်တန်းရွှေခင်ညွန့်အတွဲဘာကြလဲလို့တော့အဲ့ဒီစောမောင်ကိုခင်ညွန့်နဲ့တန်းရွှေပေါင်းပြီးတော့ပြန်ဖြုတ်ရတယ်ပြန်ဖြုတ်တာဟုတ်တယ်နောက်ဆုံးပြအခုကအနည်းဆုံး2021အာဏာသိမ်းတယ်အဲ့တော့မင်းအွန်လိုင်းရဲ့ဘယ်လေုံညာလေုံအားကိုးရတဲ့သူတွေရှိတယ်လေမိုးမြင့်ထွန်းတို့စိုးထွတ်တို့ဆိုတဲ့ကောင်တွေအခုဘယ်ရောက်နေရောထောင်ထဲမှာပြောချင်တယ်ဒါထင်ရှားတဲ့ဥပမာပြောတာပါအတွေးခေါ်ရကွဲတာတွေမပါသေးဘူးကျွန်တော်တို့တာမန်ပြည်သူတွေကိုယ်တိုင်မြင်လို့ရတဲ့အကွဲပြဲတွေရောသိတာတွေဆိုတော့ပြောချင်တာသူတို့မှာဒီမြန်မာအာဏာရှင်ဆက်ဆက်ကသူတို့ဂျားထဲမှာအာဏာလုတဲ့ခွတ်ဆောင်ခုတ်တဲ့ပြဿနာတွေကအစင်ဆက်ရှိခဲ့ဒါကကျွန်တော်တို့နဲ့မဆိုင်ဘူးသူတို့ချင်းပြဿနာကျွန်တော်တို့တော်လိုင်းနဲ့မဆိုင်ဘူးပေါ့ဗျာဒါကနံပါတ်1ကိစ္စပေါ့နော်ဒီနံပါတ်2ကိစ္စဒီစဉ်းစားကြည့်မြန်မာအာဏာရှင်ခုနှစ်90နှစ်60အာဏာရှင်ဆက်ဆက်ကသူတို့မှာအင်အားကိုပဲလက်နက်ကိုပဲအားကိုးတတ်တာလူထုဘလို့ကြိုက်အောင်လူထုဘလို့ထောက်ခံအောင်ဆိုတော့ဆွဲဆောင်စီယုံတိမ့်သွင်းတတ်တဲ့နီးဗျူဟာမဟာဗျူဟာလုံးဝမရှိဘူးသူတို့ကတခုဆိုရင်တတ်မယ်ဖြတ်မယ်ဟဟလားဗာလဲခေါ်ရင်လာခဲ့ခိုင်းရင်လို့ခံမပြောနေဆိုတဲ့ခါသုံးလုံးမူဝါဒတို့ဟဟလားရေဘူးပေါက်တာမလိုချင်မှုရေပါတာပဲလိုချင်တယ်ဆိုတဲ့မူဝါဒပြောချင်တာဗျာအဲ့ဒါတွေသူတို့စစ်တပ်ထဲမှာတော့အစဉ်ပြေသိမ့်မယ်ကျွန်တော်တို့အရက်ဖက်အရက်သားပြည်သူတွေနဲ့မှာအဲ့ဒါတွေကဘယ်လိုမှအစဉ်မပြေဘူးအဲ့တော့ပြောချင်တာဒီစစ်အာဏာရှင်အဆက်ဆက်ကကျွန်တော်တို့လူထုကြိုက်အောင်ကျွန်တော်တို့လူထုထောက်ခံအောင်ဘယ်လိုစီမံခန့်ခွဲအုပ်ချုပ်ရမယ်ဆိုတော့လုံးလုံးမသိပြောချင်တာဗျအာဏာသာယူတာတိုင်းပြည်တစ်ခုကိုဘယ်လိုအုပ်ချုပ်ရမယ်ဆိုတော့တကောင်တွေလုံးဝမရှိဘူးဒါကနံပါတ်1ပေါ့ဗျာနောက်ထပ်ရှိသေးတယ်ပြောချင်တာဗျာကမ္ဘာမှာအာဏာရှင်နိုင်ငံဆိုတော့ကျွန်တော်တို့မြန်မာပြည်တစ်ခုပဲမဟုတ်ပါဘူးရှိပါတယ်အရင်ကလည်းရှိခဲ့တယ်အခုလည်းအာဏာရှင်တွေရှိတယ်လုံးဝအပြည့်အဝအာဏာရှင်နိုင်ငံတွေရှိတယ်ဟိုဖားတစ်ပိုင်းငါးတစ်ပိုင်းဒီမိုကရေစီပေါ့ဗျာကာပြားပေါ့နော်လည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာအာဏာရှင်အဆက်ဆက်ကထူးခြားတာသူတို့ပဲချမ်းသာသွားတာတိုင်းပြည်ကပိုးပုံမွဲသွားတာမွဲလာတာစဉ်းစားကြည့်နေဝင်း60နှစ်မှာအာဏာသိမ်းတယ်အာဏာမသိမ်းခင်နဲ့နေဝင်းအုပ်ချုပ်ပြီးတော့တိုင်းမြန်မာပြည်ရဲ့အခြေအနေတခြားစီပဲဒါနော်အဲ့နောက်ခါတန်းရွှေခင်ညုတ်ခေ88ဟုတ်တယ်88နောက်ပိုင်းမှာတစုံတရာတိုးတက်တယ်ဆိုမြဲအဲ့တုန်းကကျွန်တော်တို့တိုးတက်တယ်ဆိုတာဗျာဟိုခရီးသွားရင်ကျွန်တော်တို့ကလဲစပိစပိန်စပိနဲ့သွားနေကဘာကြီးကအဲ့ချိန်မှာဒုံးပြန်အချိန်ကားအချိန်နဲ့သွားနေပြီလေဟုတ်တော့မလားအဲ့88နဲ့2010ကြားထဲမှာလေတကယ်တော့ကျွန်တော်တို့တိုးတက်တယ်ဆိုတာနည်းနည်းကဘာကြီးကအဝေးရောက်သွားအရင်တော့ကမြန်မာနိုင်ငံထက်အများကြီးဆင်းရဲတယ်ဆိုတော့ဗီယက်နမ်တို့ကမ္ဘောဒီးယားတို့ထိုင်းတို့ဆိုတာကျွန်တော်တို့အဝေးကျွတ်တက်သွားတယ်အဲ့တုန်းကလေနော်အခုနောက်ဆုံးကျွန်တော်တို့ရှေ့မင်းအွန်လိုင်း2021နဲ့အခု2026ရှင်ကြီးတွေအောင်မြန်မာပြည်ချင်းနေရုပ်ဝတ္ထုချင်းနေဘာမှမဆိုင်တော့ဘာမှမဆိုင်တော့ဟုတ်တယ်အရင်တော့ကျွန်တော်တို့ဖုန်းလေးအဲ့ဒါကောက်ဖွင့်နေရင်အချက်လောင်းဆိုရင်အင်တာနက်ရတယ်ဟုတ်တယ်ဗျာဖုန်းပြောလို့ရတယ်အခုကျွန်တော်တို့ဒီမှာဖုန်းတိုင်းလည်းမရအင်တာနက်လည်းမရပြောချင်တာဒါသိတာတဲ့ဟာပေါ့နော်ဖုန်းသုံးချိန် VPN ခံရတယ် Facebook သုံးချိန် VPN ခံရတယ်ဒါသိတာတဲ့ဟာပြောအရင်တော့မီး24နာရီပို့တော့ကျွန်တော်များများမှန်တယ်ဗျာနော်အခုမီးလုံးဝမလာတော့ဒါသိတာတဲ့ဟာတွေပြောအဲ့တော့ပြောချင်တာကဒါပေမဲ့ကျွန်တော်တို့ကဒါအဲ့လိုနှိမ့်ကြသွားပြီမဲ့ဒင်းတို့စေအုပ်စုကတော့ပို့ပြီးတော့ချမ်းသာတယ်ဗျာနော်နေဝင်းအမျိုးတွေအခုထိဘာမှလောက်စားကြမလို့တော့ချမ်းသာသွားပြီနော်တန်းရွှေအမျိုးနောက်ဆုံးအခုခင်ညွတ်သားသမီးတွေမိသားစုတွေဘာလို့လုပ်နေကြလဲကျွန်တော်တို့အားလုံးသိနေတာအဲ့တော့ပြောချင်တာဒါတွေကစေအုပ်စုရဲ့ case ဆက်ဒီကောင်တွေကဒီတောက်ကျင်ပဲအဲ့တော့ကျွန်တော်တို့လူတို့ကလည်းဒါတွေကိုကျွန်တော်တို့ဘဝပေးအသည့်အနေနဲ့ဟိုရှိပြီးသားပဲအဲ့တော့မြန်မာပြည်ငြိမ်းချမ်းခြင်းလားမြန်မာပြည်ချမ်းသာခြင်းလားဒီစစ်အုပ်စုမရှိမှကိုရမှာဒါကိုတော့ကျွန်တော်တို့ဒါဘဝပေးအသည့်အရာကိုကကျွန်တော်တို့ကနားလည်ပြီးသားဖြစ်တယ်သိပြီးသားဖြစ်တယ်တိုးတော့ကျွန်တော်တို့သိတယ်သဘောပေါက်တယ်ကျွန်တော်တို့တော်လန်ကြီးကလွယ်တဲ့ခရီးမဟုတ်ဘူးနီးတဲ့ခရီးမဟုတ်ဘူးနော်ခက်ခဲမယ်ကြမ်းတမ်းမယ်ကျွန်တော်တို့နော်အချိန်ယူရမယ်တေချာလုပ်ရမယ်အရင်နည်းတွေကြီးမယ်ဒါကိုလည်းကျွန်တော်တို့နားလည်ပြီးတော့သဘောပေါက်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်စုဖွဲ့တိဆောက်ပြီးတော့ရှေ့ဆက်သွားရမယ်လို့ကျွန်တော်ကတို့မြင်နေဗျ